သုစတိစိတ်တိနဘဝတိပပံစိတ်တေနေဝဝိသုစတိပင်ကံချွန်ချွန်မှန်သမျှတို့သည်ဇလေနရေကြောင့်ဘဝတိဖြစ်၏ဇလေနေဝရေတို့ဖြင့်သာဝိသုစတိစင်ကြယ်နိုင်အောင်ဆွမ်းဆောင်နိုင်ပြီးတကဲ့သို့ပါပမကောင်းမှုမှန်သမျှတို့သည်စိတ်တေနနှလုံးသွင်းမှားယွင်းသောစိတ်ကြောင့်ဘဝတိဖြစ်၏စိတ်တေနေဝနှလုံးသွင်းမှန်ကန်ခြင်းဖြင့်သာလေဝိသုစတိစင်ကြယ်နိုင်အောင်ဆွမ်းဆောင်နိုင်ကြပါ၏လို့ပရိသမိရမေပါဠိတော်ထဲဝယ်မြတ်စွာဘုရားမိန့်ကြားသောတရားဒေသနာတော်လာသည်နှင့်အညီယနေ့ယခုဘုရားမြတ်ဆုံးယရဏတရားမြတ်ဆုံးယရဏသံဃာမြတ်ဆုံးယရဏမြတ်သုံးပါးပေါင်းတို့၏ခုံကြီးကိုယုံကြည်စွာဖြင့်ယုတိမြတ်တို့လက်ဆုံးမိုး၍ရှိကိုပူဇော်ဖူးမြော်မှန်လျော့ကြောကြကြကုန်သောကာယကံကုသိုလ်စေတနာဝစီကံကုသိုလ်စေနာမနောကံကုသိုလ်စေနာပေါင်းတို့ကြောင့်မိမိတို့အလို့ရှိအပ်တောင်းတအပ်ကြံစည်အပ်မြတ်တို့အပ်သောမောမနာမတိမြဲနေရဖြစ်တဲ့မဖို့နိဗ္ဗာန်ကိုဤဘဝဤခန္ဓာဤသာသနာတွင်မှပင်လင်းမြန်သောသိဉာဏ်တို့ဖြင့်ရလွယ်ရောက်လွယ်မျက်မှောက်ပြုလွယ်နိုင်ကြသည်ဖြစ်ကြပါစေညညာဖြာဖြာသီလလေးတောင်းလိုက်ကြအဟံပါတိပံကာချက်ရထားလိုက်ဒီနေ့1389ခုတပေါင်းလာပြေကျော်6ရက်နေ့ဒီနေ့10ရက်3လ2026ခုနှစ်ကရင်ပြည်နယ်မြောက်ဦးမြို့ဟောရကျေးဇူးကျောင်းနဲ့အတွင်းနဲ့ဆင်ကျင်းပါအပ်တဲ့ဒေဝဝင်လာ9တာအထုလို့ပဲကျင့်စဉ်တရားစခန်းဒီနေ့ပဲနှစ်ရက်မြောက်9ရက်မြောက်နဲ့နည်းနည်းပိုင်းမှာမြတ်စွာဘုရားဟောတော်မူတဲ့နိဒာနသံယုတ်ကလာရှိတဲ့ဒေသနာတော်တစ်ခုကိုရှေ့ပြုပြီးတော့သစ္စာတရားတော်မြတ်ကိုဟောကြားမှာမို့အဝိဇ္ဇာမှဝိဇ္ဇာသို့တရားတော်လို့မဆင်တက်ကိုစပြီးဟောပေးမှဖြစ်ပါတယ်။ဘာတရားပါလဲ။ဟောပြီးအဝိဇ္ဇာမှဝိဇ္ဇာတို့ဒေသနာတော်မြတ်ကိုရှေ့ခံထားပြီးတော့သစ္စာတရားတွေဟောကြားနာကြားကြီးညိုကြမှာမို့လို့ညီညာဖြတ်ဖြတ်နမောတတ္တသုံးချိန်ရွတ်ဆိုဗုဒ္ဓနုတ္တိပွားများကြပါကုန်စို့တရားဟောကြားတရားနာယူကြမယ်မြတ်စွာဘုရားရှင်ကအမောင်9စင်အလေး9ချက်ဆိုပြီးတော့ဟောထားတာတခုရှိလောကမှာအမှောင်တကအမှောင်တဲမှာဘယ်အမှောင်သည်ကြောက်เสียအကောင်းဆုံးလဲလို့မေးအဝိဇ္ဇာအမှောင်ဟာကြောက်เสียကောင်းတယ်ဟုတ်လားဘာအမှောင်ကြောက်เสียကောင်းလဲပြီးတော့ဘာဝရီပုံနာတပည့်ကြီးအာဇိတလွတ်လင်ကဘုရားကိုမေးတဲ့နေရာမှာလည်းဒီဒေသနာကိုတန်းစာဆင်ထားတာတွေ့ရတယ်။ဘုန်းတော်ကြည်တော်မူသောမြတ်စွာဘုရားလောကမှာမိသည့်တရားဝတ္ထုတွေအမှောင်ဆုံးဖြစ်ပါတယ်ဘုရားလို့ဘုရားကိုစိတ်နဲ့မေးပါတယ်။အာဇိတလူလင်ကဘုရားရှင်ကနှုတ်နဲ့ဖြေတယ်။အဝိဇ္ဇာယနိဝိတောလောကကြီးမှာဘယ်ရာဝတ္ထုသည်အမှောင်တဲ့အဝိဇ္ဇာမောဟဟုတ်ကဲ့လားအဝိဇ္ဇာယနိဝုတောလောကကြီးမှာလောကတတ္တလောကသင်္ခါရလောကဩဃတလောကသတိသောလောကသုံးပါးတဲ့ဝါယုတ်လောကနံလောကထဲမှာဝါလူလောကနတ်လောကဗျာမလောကထဲမှာအဝိဇ္ဇာယနိဝုတောအဝိဇ္ဇာတရားကဖုံးလွန်တတ်၏ဝါအဝိဇ္ဇာတရားကအမောင်ထုဖုံးထ၏လောကကြီးကိုတဲ့
အမှန်တရားတွေမသိအောင်ဖုံးလွှမ်းထားတာဘယ်သူတဲ့အဝိဇ္ဇာတဲ့ဘယ်တော့မှဖုံးလွှမ်းလာခဲ့တယ်လဲမေးရင်တန်တရာလဇန်တရက်ကဟုတ်လားဟိုအနိမတကတန်ယုတ်တဲ့မှာတော့ဘုရားရှင်မင်းတယ်အနိမတကောယံဘိကဝေတန်တရောတိကောပုပ္ပါကောတိနပညတိအဝိဇ္ဇာနိဝရဏနာတတ္တနာတဏတန်ယောဇနနာတန်တဝိတံတန်တရိတံဆိုပြီးတော့အနိမတကသုတ်တန်ထဲမှာဗဒ္ဒဝိကိညီနောင်၃ကြိမ်တို့ကိုအကြောင်းရင်းခံပြီးတော့ဟောထားတာတွေ့ရတယ်ဗဒ္ဒဝိကိညီနောင်၃ကြိမ်တို့သောတာပန်အနာဂံတည်းဖြစ်နေကြဘုရားဖူးဖို့လာတော့လက်ကူးလက်မှာဝါဆိုမမီတော့အာဂိတမှာဝါဆိုမီဝါဆိုလိုက်ရတည်ကျွတ်ပြီးကြတဲ့ကိုကထွက်လာခဲ့လေဆောင်မုန်းလောက်ပဝန်းကျင်ထိတလလောက်ခရီးထွက်လာကြရအဲ့တော့သူတို့မှဝတ်ထားတဲ့သင်္ကန်းလေးတွေတဝါတလုံးသင်္ကန်း၃ထည်နဲ့နေလာခဲ့တော့သင်္ကန်းတွေကြီးနွန်ပြီးတော့ညညပတ်ပတ်ဖြစ်ပေမဲ့ပါမဘုရားထံလာကြတော့ဘုရားကသိတော်မူမြင်တော်မူလို့ရန်တို့ခုလိုပင်မကြီးစွာငါဘုရားထံရောက်အောင်လာကြခြင်းသင်တို့သည်ပင်မကြသလားလို့မေးတယ်ရန်တော်တွေကမပင်ပန်းပါဘုရားအရိယာတွေဆိုတော့ဘုရားကိုဖူးရရင်ကျင့်တတ်သွားဘယ်လောက်ပင်ပန်းဘယ်လောက်နွမ်းနယ်နေမြတ်စွာဘုရားရှင်ရဲ့ရွှေမြင့်တဲ့တော်ကိုဖူးလိုက်ရတဲ့အခါမှာချစ်ချင်းပဲဒုက္ခတွေပြေပြောက်ပြီးတော့ချမ်းသာရောက်တယ်အဲ့ဒါလောက်ထိမြတ်စွာဘုရားရှင်ရဲ့ကရုဏာဉာဏ်တော်ကြီးမားတယ်အဲ့ဒီတော့ဘုရားရှင်ကယဟန်တို့ဤကဲ့သို့ပင်မခြင်းသည်ပင်မတယ်လို့မဆိုရဘူးဒီဒုက္ခကမပြောဘလောက်ပဲသင်တို့သည်သစ္စာ၄ပါးမြတ်တရားကိုမသိခဲ့တဲ့တွေ့တာကြောင့်အဝိဇ္ဇာဖုံးလွှမ်းလာတဲ့တွေ့တာကြောင့်ဟိုးအနိမတကတန်တရာလဇန်တေကဤဘဝတိုင်အောင်ဒုက္ခပေါင်းမြောင်များစွာတို့ဖြင့်ရင်ဆိုင်ပြီးလာခဲ့ရတဲ့ဒုက္ခနဲ့အကုန်ပြစ္ဆုတ်ပန်ဒုက္ခနဲ့ရှင်တွဲလိုက်သစ္စာလေးပါးမသိလို့ငရဲဘဝမှာကြာခဲ့တဲ့ဘဝကရည်တွဲလို့မကုန်ငရဲကြီးရှိတဲ့ငရဲငယ်တရား120တို့မှာပြောင်းပြန်အမြဲမပြတ်လက်ပတ်ပြီးတော့အောက်ကိုမြုပ်လိုက်အထက်ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်နေခဲ့တဲ့ဘဝတကောလုံးမီးလောင်ပြီးတော့ပြေးနေရတဲ့ငရဲသူငရဲသားတွေအဝီစီငရဲကိုရောက်သွားတဲ့ငရဲသူငရဲသားတွေတကောလုံးမှအဝတ်စားလည်းမရှိမီးလောင်ပြီးနေတာယူဇနာကျေတရားကျေပြန့်တယ်အရှင်ဘဂဝါယူဇနာတရားအနောက်ဘက်ယူဇနာဘေးပတ်ဝန်းကျင်ယူဇနာတရားဆိုစဉ်းစားတယူဇနာ73မိုင်အဲ့ဒါလောက်ယူဇနာတရားကျေပြန့်တဲ့အဲ့ဒီလေးတောင်အိုးကြီးပေါ့အဲ့ဒီအိုးတစ်ခုလို့တန်အိုးကြီးထဲမှာအကုန်လို့မီးလောင်တယ်အဲ့ဒီငရဲကိုရောက်သွားတဲ့ငရဲသူငရဲသားတွေဟာလည်းနင်းနေတဲ့တန်ပူပြင်ကြီးကလည်းမီးဟုံဟုံတောက်ခန္ဓာတစ်ခုလုံးကလည်းမီးဟုံဟုံလောင်အထက်အမိုးကြီးကလည်းမီးဟုံဟုံလောင်ဘလောက်ထိပူတယ်လဲကြည့်ယူဇနာတရားလောက်ကပူတဲ့ကောင်းခဲ့တဲ့နှစ်ပေါင်း30လောက်ကပြောတာကြားလိုက်သေးတယ်နိုင်ငံခြားသားနိုင်ငံတနိုင်ငံမှာအောက်ကိုသူတို့တူးကြတာအောက်ကိုတူးရင်နဲ့အဲ့ဒီလူတွေကပူလဲအတန်ဒီလဲကြောက်เสียအတန်ဒီလဲကြားလာတယ်
အထက်ကလူအကြောင်းကြားတော့ကျွန်တော်တို့အပေါ်တင်ပါကျွန်တော်ကြောက်တယ်ကြောက်เสียအတန်ကြီးတွေကြားနေရသူတို့အတန်တွေကဖမ်းလာအတန်တော့ဖမ်းလာခဲ့ယူဇနာ100လောက်ကပဲပူတာလေကြည်စားယူဇနာ100ပဲရှိသေးတယ်အဲ့ဒီလောက်ထိကိုပူလောင်ရတာကြောက်เสียလေးကြောက်เสียကောင်းတဲ့အတန်ဒီပဲအတန်ဒီပဲကြားနေရတော့အဲ့ဒါသူပြင်ရောက်တော့ပြောပြအကျိုးကြောင့်သူတို့ရောက်ခဲ့တဲ့အနေအထားဒါအဝီစီငရဲပဲရှိမယ်ပေါ့ဒါအဝီစီငရဲကအတန်ဒီကြားခဲ့ရတဲ့ငရဲသူငရဲသားတွေပူလောင်ပြီးတော့ငိုကြွေးနေတဲ့အတန်ဒီထောက်ရတီးရမရအောင်ငိုကြွေးရတဲ့ဘဝတွေကြည်စမ်းအသက်တစ်ချောင်းအခုဆင်းရဲတယ်ဆိုတာမပြောပလောက်ကလေးသားဟိုအဲ့ဒီအဝီစီငရဲကိုရောက်သွားတဲ့ငရဲသူငရဲသားတွေကတကောလုံးမီးလောင်ပြင်းနေတဲ့ဘဝနဲ့ရှင်တွဲရင်ဒီဒုက္ခကမပြောပလောက်ကလေးပါဒါကိုဘုရားကညာနဲ့ထောက်ပဲရန်တို့ဒုက္ခကြီးကိုကြောက်တဲ့ပုဂ္ဂိုလ်ဒုက္ခလေးကိုသိခံကြအဲ့ဒါလို့မေ့ဟိုငရဲဒုက္ခကြီးကိုကြောက်တဲ့ပုဂ္ဂိုလ်ဒီသုဂတိဒုက္ခကိုသိခံကြဆင်းရဲကြီးကိုကြောက်တဲ့ပုဂ္ဂိုလ်ဆင်းရဲလေးကိုသိခံရချမ်းသာကြီးကိုလိုရှိတဲ့ပုဂ္ဂိုလ်ချမ်းသာကလေးကိုစွန့်လွတ်ရတယ်လို့ပဲချမ်းသာကြီးကိုလိုရှိတဲ့ပုဂ္ဂိုလ်ချမ်းသာကလေးကိုစွန့်လွတ်ရတယ်လို့ဆင်းရဲကြီးကိုကြောက်တဲ့ပုဂ္ဂိုလ်ဆင်းရဲကလေးကိုသိခံရအဲကြောင့်မို့လို့ဒီနေ့ဘာလို့ဒီလိုဆင်းရဲရတယ်လဲအဝိဇ္ဇာတိသောမောဟဖုံးနေလို့အဝိဇ္ဇာတိသောမောဟတိဖုံးထားလို့ဘုန်းကြီးတို့ရောတရားဓမ္မတွေရေတွက်လို့မရတော့အောင်ခန္ဓာတွေရခဲ့ပြီးလူခန္ဓာလူကောင်းပြောင်းလိုက်နတ်ခန္ဓာနတ်ကောင်းပြောင်းလိုက်မြမဘဝမြမခန္ဓာပြောင်းလိုက်ငရဲကောင်းပြောင်းလိုက်အသူရကေကောင်းပြောင်းလိုက်တရိษံကောင်းပြောင်းလိုက်ပြိတ္တာကောင်းပြောင်းလိုက်အဲ့ဒါလိုကောင်းအမျိုးမျိုးနဲ့ပြောင်းနေရခြင်းသည်ဘယ်သူလက်ရှိကြောင်းလဲလို့မေးရင်ဘုရားကပြောတယ်အဝိဇ္ဇာကြောင်းတဲ့ဘယ်သူကြောင်းပါလိအဝိဇ္ဇာဆိုတာမောဟအမောင်ဖုံးနေတယ်လောကကြီးကိုဘုရုဇင်တတ္တဝါတို့ကိုထိုအမောင်ကဖုံးလွန်ထားတော့တိုက်ချသိရမှလည်းမသိပယ်ရမယ်တရားလည်းမသိပွားရမယ်တရားလည်းမသိမျက်မှောက်ပြုရမယ်တရားလည်းမသိမသိခြင်းအဝိဇ္ဇာကြောင့်လောကကြီးမှာတဝဝဲတလည်းနဲ့မြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်ပေါ်လိုက်နေကြရပြီးပြီဘုရားကထောက်ပြဒါကိုဇရုဏရိယသစ္စာနာယတ္တာဗုဒ္ဓအပအတ္တသနာဘုဏ္ဏဘုဏ္ဏသံသရတိတတ္တသံသရသာဂရေဇရုဏ၄ပါးကိုသောဇရုဏဒုက္ခသမုဒယနိရောဓနဲ့မေကပိုင်ရှား၄ပါးအပြားရှိသောအရိယသစ္စာနံဘယယန္တာသူတော်စွာတို့သိကထင်ရှားသစ္စာတရားကိုယတဗုဒ္ဓဟုတ်တိုင်းမှန်စွာယတဗုဒ္ဓအိစ္ဆကိုအိစ္ဆတဲ့ဒုက္ခကိုဒုက္ခတဲ့အနတ္တကိုအနတ္တတဲ့ဟုတ်တိုင်းမှန်စွာအတ္တတဏသောအဝိဇ္ဇာတဏဖုံးကွယ်ကားထားသဖြင့်ကောင်းမွန်သောမသိကြလေသောကြောင့်သန္တာလူနှင့်မြမတ္တဝမန္တမြနန္ဒတို့သည်သံသာရသာဂရိမမြင်တမ်းမမန်းနိုင်ဝဲကျဲကျင်နဲ့ကျဲလာတဲ့37ဘုံသန္တာကြီးတဲ့၌ဘုဏ္ဏဘုဏ္ဏထခရာရှာမလဲဖန်တလဲတန်လင်တန်တရန္တိကျင်လေကျိစားမျောပါနေကြလေကုန်ရ၏ဘုရားကလောကသို့လောကသားတွေဟာအဝိဇ္ဇာနဲ့တဏှာဖုံးလွှမ်းထားလို့မူလနှစ်ပါးဖြစ်တဲ့အဝိဇ္ဇာနဲ့တဏှာဖုံးလွှမ်းထားလို့လောကကြီးထဲမှာလောကအလယ်မှာလောကတဲ့ဖြစ်ပြီးတော့ဥဝဲတွေနှွဲခဲ့ရတဲ့ဘဝနာဝဲတွေနှွဲခဲ့ရတဲ့ဘဝသီဝဲတွေနှွဲခဲ့ရတဲ့ဘဝရှိခင်မြန်လို့တဲ့ပုဂ္ဂိုလ်တွေကွင်းခဲ့ရတဲ့ဘဝမရှင်းမနေတဲ့ပုဂ္ဂိုလ်တွေနေကြရတဲ့ဘဝအလိုရှိတဲ့တောင်းတရသောဝတ္ထုအာယုန်တို့အမရရှိလို့ဆင်းရဲတဲ့ဘဝ
ဘာဒနဲ့ခန္ဓာ၅ပေါ်ရရှိရင်ဖြစ်ပေါ်လာတဲ့ဘဝဒုက္ခပရိသန္တိပဲနဲ့မနေခြင်းပဲနဲ့နေကြတဲ့ဒုက္ခမိုးခြင်းမဲ့အိုးနေရတဲ့ဒုက္ခယောဂဝေဒနာတွေမဖြစ်ခြင်းပဲနဲ့ဖြစ်နေရတဲ့ဒုက္ခမသိခြင်းပဲနဲ့သိကြရတဲ့ဘဝဒုက္ခ၈မျိုး၉မျိုးကိုမြတ်စွာဘုရားထောက်ပြအဲ့ဒီဒုက္ခကြီးရင်ဆိုင်နေကြရခြင်းသည်အမှန်လေးချက်တရားမြတ်ကိုပယ်ကွယ်ဝဲပိတ်ကအဝိဇ္ဇာကြောင့်အဲ့ဒါလို့ပြောဘာလို့ဖုံးလွှမ်းလို့သစ္စာ၄ပါးမသိရတာတဲ့အဝိဇ္ဇာကြည့်အဝိဇ္ဇာဆိုတာအမှောင်လို့ပြောတယ်ဟုတ်လားဝိဇ္ဇာဆိုတာကအလင်းနော်ဘုန်းကြီးတို့တရားဓမ္မတွေလောကကြီးမှာအမှောင်နဲ့အလင်းရှိတယ်မဟုတ်လားအမှောင်ရွာရဲ့အလင်းရွာရဲ့လို့နှစ်ခုရှိတယ်လေအမှောင်ရွာဆိုတာကအပဲလေးပေါ့မှောင်ရွာဆိုတာကအလင်းရွာဆိုတာကသုက္ကတိဘဝနော်လောကကြီးမှာရွာပဲရွာကိုကြီးလိုက်ပြန်တော့လေသူလည်းဒုက္ခသစ္စာကြီးသူကဒုက္ကတိဒုက္ခသစ္စာသည်ဒုက္ကတိဒုမကောင်းသောသူတို့ရဲ့ဂတိသွားရလမ်းကုသိုလ်မရှိတဲ့ပုဂ္ဂိုလ်များသွားရလမ်းခီးကဘာလို့ခေါ်လဲဒုက္ကတိပါဏာတိပါဒလုံနေတဲ့ပုဂ္ဂိုလ်အာတိနဒါနကျူလွန်နေတဲ့ပုဂ္ဂိုလ်ကာမိတုမိစ္ဆစာရကံတွေကျူလွန်တဲ့ပုဂ္ဂိုလ်မုဒဝါဒတွေဘိမ္ဘကတော်လည်းတောက်သွင်းတဲ့အတေတဲ့သူရမဲ့ကံတွေထိုအာဟုသောကံ၅ပါးကိုထိမ့်သိမ့်မှုမရှိတဲ့ပုဂ္ဂိုလ်များရဲ့သွားရလမ်းခီးသည်ချမ်းသာတဲ့နေရာလားဆင်းရဲတဲ့နေရာလားဘယ်သူဥဆောင်ပြီးနေလို့သူကအဝိဇ္ဇာလွန်မှုနေတဲ့ပုဂ္ဂိုလ်သည်ဒီခန္ဓာကိုယ်ကြီးကိုအနိစ္စလို့သိသလားဒုက္ခလို့ပြနေတယ်သိသလားအနတ္တလို့ပြနေသိသလားဒုက္ခအနတ္တလို့ပြပင်ညာတော့လည်းမသိတာဘသူကြောင့်နှစ်ပါးတို့သည်ဖြစ်နေတယ်ပြည့်နေတယ်လို့မသိတာလည်းဘသူဖုံးထားလို့လောကကြီးဟာဒုက္ခဆုံးမှခန္ဓာဆုံးမှနိဗ္ဗာန်ရှိတယ်လို့မသိတာလည်းဘသူဖုံးထားလို့သဗ္ဗေသရအနိစ္စကိုလည်းမသိသဗ္ဗေသင်္ခါဒုက္ခကိုလည်းမသိသဗ္ဗေဓမ္မအနတ္တကိုလည်းမသိဟုတ်ကဲ့လားဒီယုတ်တရားနံတရားရှိတယ်လို့မသိတာလည်းဘယ်သူဖုံးထားလို့ခန္ဓာကိုယ်တည်းကယုတ်နံပဲရှိတယ်ယုတ်တရားနံတရားမှတ်တာဘာမှမရှိဘူးလို့မသိတာဘယ်သူဖုံးထားလို့ညားလဲတယ်နော်သင်္ကာရသဘောတရားမှန်တယ်များတို့သည်အမြဲတမ်းဖြစ်နေတယ်အမြဲတမ်းပြည့်နေတယ်လို့မသိတာလည်းဘယ်သူဖုံးထားတာဒုက္ခဆုံးဆိုတာတရားလားနိဗ္ဗာန်လားနိဗ္ဗာန်ချမ်းသာရှိတယ်ဆိုတာမသိတာဘယ်သူဖုံးထားလို့အမောင်တရားတွေအမောင်၄ချက်အလင်း၄ဖြာဟုတ်ကဲ့လားဝိဇ္ဇာဉာဏ်မျက်လုံးနဲ့ကြည့်ပြန်တော့ခန္ဓာတစ်ကိုယ်လုံးပဲချင်းကြည့်သဗ္ဗေသင်္ကာရအနိစ္စသဗ္ဗေသင်္ကာရဒုက္ခသဗ္ဗေဓမ္မအနတ္တဝိဇ္ဇာဉာဏ်နဲ့ကြည့်တော့မြင်ရောခန္ဓာတစ်ကိုယ်လုံးဒီအခုတရားနာနေတဲ့အချိန်ကိုခန္ဓာကိုအကဲခတ်ကြည့်ခန္ဓာတစ်ကိုယ်လုံးဉာဏ်နဲ့ချုံလေးလေးဝါးဝါးလေးရှုပြီးကဲကပ်ပြီးကြည့်ဟိုနာကဖောက်ပြန်ဒီနာကဖောက်ပြန်ဟိုနာကနှိမ့်ဆက်ပြဒီနာကနှိမ့်ဆက်ပြကိုခန္ဓာကနှိမ့်ဆက်တာတစ်မျိုးခန္ဓာဘောဓိကနှိမ့်ဆက်တာကလည်းတစ်ဖို့ညကိုဒုက္ခကနှိမ့်ဆက်တာလည်းအမျိုးစုံအဘောဒုက္ခတွေကနှိမ့်ဆက်တာကလည်းအမျိုးစုံနားလည်ရဲ့လားနဂုဒုက္ခဆိုတာဒီယုံနာကိုဆိုတယ်နော်အဘောဒုက္ခဆိုတာခန္ဓာဘွားကိုဆိုတယ်ခန္ဓာဘွားဆိုတာဇနီးမေယသမီးလားလင်သားအိမ်ရစီဝါဥစ္စာတွေအဲ့ဒါတွေအလုံးပါလို့ခေါ်တယ်အဘောဒုက္ခတွေအဘောဒုက္ခတွေဟုတ်ကဲ့လား
ငကိုဒုက္ခထဲအဘောဒုက္ခကပိုးပြီးတော့ဒုက္ခပေးတယ်မှန်ရဲ့လားငကိုဒုက္ခနဲ့အဘောဒုက္ခကဘယ်ဒုက္ခပိုများတယ်သို့တော့အသက်ကလေးတွေရင့်ကျက်လာပြီအသက်တွေကြီးလာပြီဆိုရင်တော့ဘသူကပိုနှိမ့်ဆက်လာတယ်ငကိုဒုက္ခမဒုက္ခတရားကိုတရားဟောနေတဲ့ငကိုဒုက္ခတရားနာနေတဲ့ငကိုဒုက္ခနော်ကြာလာလေလေဒီခန္ဓာကိုယ်ကြီးကဘာတွေပြလာလဲဒုက္ခပြလာလေပဲဒုက္ခပြလာလေပဲယောဂီတို့ကိုယ်ကိုယ်သတိထားကြည့်ထိုင်လို့အစဉ်ပြေသေးရဲ့လားနည်းနည်းလောက်ထိုင်လာပြီဆိုရင်နှိမ့်ဆက်လာတာတောင်းလာတယ်တင်းလာတယ်ထုံကျင်းလာတယ်ကြိုက်ခဲလာတယ်ဟုတ်လားထိရတာသိရတာသူ့ကိုသိစီရတာမသက်တာဘူးဆင်းရဲလာတာဒါငကိုဒုက္ခငကိုဒုက္ခဟုတ်လားအသက်ကြီးလာလေပိုဆိုးလာလေခန္ဓာကလေအသက်ကြီးလာလေဘာဖြစ်လာလေအနေကပြောခဲ့သလိုထားလို့အစင်မပြေထိုင်လို့အစင်မပြေသွားလို့အစင်မပြေစားလို့တောက်လို့အစင်မပြေအဲ့လိုလဲအစင်မပြေဟုတ်ကဲ့လားဘာပဲလို့ခန္ဓာကိုယ်ကိုသူ့ကိုခိုင်းတိုင်းမှာသူကရန်ရှာတယ်နော်ဘယ်သူကရန်ရှာတယ်ခန္ဓာကရန်ရှာတယ်ခန္ဓာကရန်ရှာတယ်အဲ့ဒီတော့သူ့အလိုလိုက်စဉ်တုန်းကတော့အစဉ်ပြေနေတယ်လို့ပဲဟုတ်ကဲ့လားသူခိုင်းတာလုံးနေစဉ်တုန်းကတော့အစဉ်ပြေနေတယ်လို့ပဲသူကငါနည်းနည်းလှုပ်ပြီးငါကိုနည်းနည်းရွှေ့ပြီးခန္ဓာကသူပြောတာလေးကိုလိုက်လို့ဟိုရွှေ့လိုက်ပြောင်းလိုက်လှုပ်လိုက်ရွှေ့လိုက်ကုတ်လိုက်အဲ့ဒါလိုနေတော့ဘာဖြစ်တယ်နည်းနည်းလေးအစဉ်ပြေနေတယ်လို့ပဲကောင်းတယ်လို့ပဲနေရထိုင်ရတာဒါပေမဲ့သူခိုင်းတာမလုပ်ပါပဲနဲ့ခန္ဓာကိုညံနဲ့ခိုင်းလိုက်တဲ့အခါကြတော့မှအစဉ်မပြေတော့တောင်းတော့အရှိပေးထုလိုက်ပြီဆိုရင်ငါဒုက္ခရောက်တော့မယ်ပြင်းကလည်းပြင်းပောက်ွက်ကလည်းမကိုက်ဟုတ်လားသမာဓိကလည်းမဖြစ်သမာဓိမဖြစ်တော့တောင်းထုပြီဆိုရင်ထုတဲ့ကိုယ်တော်ကြီးကိုလက်ကိုရှိထားခြင်းတယ်ဟုတ်လားလက်ကိုကျိုးနဲ့တော့ရှိထားခြင်းတယ်ဘာဖြစ်လို့တော့ဟမ်ပင်မလာလားညောင်းလာတယ်ညောင်းလာပင်မလာတော့တရားတရားတွေဆိုးလာတော့ငါထိုင်ရပြန်တော့မယ်ခဏလေးထိုင်ဖို့တော့အိပ်ဖို့တော့အကြောခင်းဖို့တော့မရသေးဘူးအိပ်ဖို့ကြောင်ရှိတယ်နည်းနည်းလေးဟိုဘက်ဒီဘက်ဒေါင်းနဲ့ထုနေငါကြီးကလည်းလွန်တယ်ဟိမြန်လိုက်တာဟုတ်ကဲ့လားဘသူကအပြစ်ဆိုလာတယ်နိုင်လက်တံကပဲနိုင်ကအလုံးသေးနေသလိုလိုဟုတ်လားစိတ်ကထင်တာဘာဖြစ်လို့ပြင်းလာဝေဒနာတွေကလည်းဖြစ်လာညောင်းညာမဝေဒနာကဖြစ်လာတယ်မှတ်ွက်ကလည်းမကိုက်တီလာတိခံခြင်းနဲ့စိတ်လည်းမရှိဆိုတော့ငပြေးစိတ်တွေများလာတယ်လေဘာစိတ်တွေများလာလဲမဖြစ်တာလို့သာအာနာပါနာထိုင်ရတာထိုင်ကိုမထိုင်ခြင်းဘူး3 နာရီလောက်အိတ်ခိုင်းလိုက်သူဘယ်လောက်ကောင်းမလဲယောဂီမလေးတယောက်ဘာပြောလဲဆိုဘုံဘုံတပည့်တော့2 နာရီလောက်အိတ်ရှင်တယ်ဗျာ3 ရက်လောက်ရှိတော့သူကဘာဖြစ်လို့တော့မေးရဘုံဘုံအိတ်ရှင်တယ်ညောင်းလို့နည်းနည်းလေးခွင့်ပြုပါလားဗျာ no ခွင့်ပြုနိုင်ဘူးနမရှင်လည်းမနင်းအဖေမေဒီမခိုင်းဘူးငါခိုင်းမယ်အပိုးတော်ခိုင်းအောင်မှာတဏှာကြီးဆိုတာကအများလိုက်ပြီးတော့2 နာရီ 3 နာရီတော့ခိုင်းအောင်မယ်အဲ့ဒါလို့ဆိုရင်တပည့်တော်ပြန်တော့မလားမသိဘူးပြန်ချင်းပြန်ပေါ့အင်္ဂလူကနေကိုဝေယံပြေယောဂီလို့ပြောမှာအဲ့ဒါလို့တော့အပြောမခံနိုင်ဘူးအောင့်ပြီးတော့ထိုင်အောင်ပဲ
အဲ့ဒါလို့ပြောတဲ့ယောဂီမလေးအသက်18နှစ်လောက်ပဲရှိဦးမယ်တပည့်မလေးအဲ့ဒါသူတို့သရတရားထကိုတရားပြောပြီးဝိရိယတရားထုတ်နောက်2ကြိမ်လောက်ဆိုသူဘာဖြစ်လာတယ်သူမြတ်ထလို့မထတော့2နာရီ3နာရီကိုဆက်မှတ်တယ်ဆက်မှတ်လဲမှတ်လဲရော3နာရီကျော်တော့မှတ်လဲသူဝေဒနာကိုနိုင်လာဝေဒနာဟာအလိုလိုနိုင်သွားတော့တနေ့လာ6တဲ့9ရက်မြောက်တဲ့နေ့ဘုံဘုံသမီးမပြင်းတော့ဘူးမအိတ်ရှင်တော့ဘူး2နာရီလည်းမအိတ်တော့ဘူးသမီးတရားထုတ်လို့ရသွားပြီထိုင်လို့ရသွားပြီထိုင်လို့ရှိရင်လေခန္ဓာကပေါ်တာအကုန်သိလာတယ်ဘုံဘုံပြောတာတွေမှန်တယ်များကိုသမီးကိုဟောနေတယ်လို့ပဲအဲ့ဒါလို့သူကဘုံဘုံတရားဟောတိုင်းမှာတရားပြောတိုင်းမှာသမီးခန္ဓာကိုကြည့်ဟောနေတယ်လို့ပြောနေတယ်လို့ပဲမိကျင်တဲ့မိဆက်အားထုတ်မယ်နော်ဟုတ်တယ်အားထုတ်သမီးအားထုတ်အဲ့လို9ရက်မြောက်တဲ့နေ့ကျတော့9နာရီလောက်ထိုင်တယ်သူမေးတဲ့သမီးဘယ်လိုချွတ်ကွက်တွေဘယ်လိုကြိုက်ဘုံဘုံပြောတဲ့အတိုင်းပဲအကုန်လုံးဖြစ်ပြနေမဲ့နဲ့ပဲကြိုက်နေတာတပည့်တော့နည်းနည်းလေးတွေလို့ဖြစ်ပြဆုံးကိုတပည့်တော့တွေးတော်မယ်လို့တွေးတော်မယ်လို့လည်းမတွေးဘူးဖေဟာတပည့်တော့လောဘကြီးမှသိတယ်ဘုံဘုံကပြောလို့တော့လောမကြီးနဲ့ဗျာမများနဲ့လောမကြီးနဲ့ဗျာမများနဲ့ဆိုတာဘာပြောနေမှလဲတစ်ချိန်လုံးကတော့မသိဘူးဖေဟာအခုကြတော့လျိုခြင်းနဲ့တရားရခြင်းနဲ့စိတ်တွေများရင်လည်းလောဘပေါ့ဖေဟာဟုတ်တယ်တခါတည်းမက်ဆီယာဒီများတဲ့ဘာမှတ်ရမသိဗျာများနေတတ်ပြန်တယ်အဲ့ဒါလည်းမဟုတ်သေးဘူးတရားအထုတဲ့ယောဂီပုဂ္ဂိုလ်ဒီခန္ဓာကထင်ရှားမှုကိုကြည့်တဲ့အလို့ယုတ်ကပဲထင်ရှားတင်ရှားနာကပဲထင်ရှားတင်ရှားတခါတည်း2နေရာ3နေရာပေါ်နေတတ်တယ်ဟောပြမှုတွေ2နေရာ3နေရာပေါ်နေတတ်အဲ့တော့ယောဂီပုဂ္ဂိုလ်ကမ္မထံရွေးရတဲ့ဘယ်နာကအများကြီးပို့ဖြစ်တယ်လဲဘယ်နာကများဖောက်ပြန်မှုများတယ်လဲစိတ်ကိုများပေါ်တဲ့နေရာစိတ်ညှပ်ပြီးကြည့်ပရမတိမောရာကိုပေါ်မှတိတာဝိတတိပဋ္ဌာန်ဩဖောက်ပြန်နေပါလားနားတယ်နားတယ်မမတ်နဲ့ကျင်တယ်မမတ်နဲ့အောင်းတယ်မမတ်နဲ့ဩဖောက်ပြန်တဲ့ခန္ဓာဖောက်ပြန်နေပါပေါ်လားလို့သိဒုတိယပြန်ကြည့်လိုက်အောင်ဒီဖောက်ပြန်တဲ့သဘောတွေရှိလားမရှိလားပြန်ကြည့်လိုက်ပထမအရှိပြန်ကြည့်လိုက်မရှိပထမအရှိပြန်ကြည့်လိုက်မရှိဘူးဩတွားသူဖြစ်ပြီးတွားသူပြည့်နေတာကိုနားလဲသဘောပေါက်လာတယ်ခန္ဓာရဖြစ်ချင်းပြချင်းလက္ခဏာဝေဒနာလည်းမရှိဘူးဖြစ်တာပြစ်တာပဲရှိတယ်နာလာကျင်နာကြိုက်တာတဲ့ပေါ်တဲ့နေရာလေသတိကတွားသူဖြစ်လိုက်ပြစ်လိုက်ဒါပဲမြင်နေတော့တာနာလာကျင်နာကြိုက်တာကလည်းမရှိတော့ဘူးဘာမှမရှိတော့ဘူးခန္ဓာကိုပေါ်လာတဲ့သဘောဟာသူ့အတူဖြစ်ပြီးသူ့အတူပြည့်နေတာပဲတွေ့ရအဲ့ဒါလို့ညာအည်သွေးလေးအကောင်းလာတဲ့ယောဂီပုဂ္ဂိုလ်ဟာတချင်းချင်းမှပန်းတယ်ကိုရောက်သွားနိုင်မယ်အဲ့ဒီမျိုးသမီးလေး9နာရီလောက်မှတ်ပြီးတော့သူပါလို့တဲ့ယက္ကမထကိုတဏှာကြီးခွဲမှတ်တယ်ယက္ကမထတဏှာကြီးခွဲမှတ်တယ်ဆက်ပြီးတော့ထိုင်ပြီးတော့တဏှာကြီးခွဲလောက်မှတ်တယ်ပြီးတော့မှညနေတရားနာကနေအချိန်ရောက်တော့မှဘာပြောလဲဆိုတော့ဘုန်းကြီးနာရောက်ဘုံသမီးသဘောပေါက်ပါပြီဗျာတရားသဘောပေါက်ပါပြီဗျာနားလဲသွားပါပြီဗျာသမီးဆက်ပြီးအလုပ်လုပ်မယ်နော်အဲ့ဒါအေးကျင့်납ပြီးမနေနဲ့သမီးဖြစ်ဖြစ်ဆုံးကိုညံနဲ့ယုံထွက်သွားပြီဖြစ်ဖြစ်ဆုံးကိုသမီးတွေးလိုက်ပြီဒါပေမဲ့ဘုံဘုံပြောတယ်လို့ကိုယ့်ကိုအထင်မကြီးဘူးငါသောတာပန်ဖြစ်တယ်လို့တပည့်တော်အထင်မကြီးဘူးတရားထုတ်စီရအများကြီးကြာနေသေးတယ်ဒါအရှိခံပဲရှိနေသေးတာရှေ့ဆက်ပြီးဆုံးအောင်ထိဉာဏ်နဲ့လိုက်မှတ်ရမယ်ဆိုတာသမီးဆုံးဖြတ်လိုက်ပါတယ်ဗျာတပတ်မှလေးတယောက်ရဲ့သူ့ရဲ့အတွေ့အကြုံကိုတရားတွေ
ဆုပ်ယုပ်ပြီးနေတော့အဝိဇ္ဇာဖုံးထားတာကိုအဝိဇ္ဇာဖုံးလွှမ်းနေတဲ့အခါမမှတ်ချင်တော့ဘူးအဲရှင်သလိုလိုတဏှာမှာသွားပြီးမောင်ခိုလုံးနေသလိုရှင်သလိုလိုတချင်းတမိုးတော့ငါဒီချင်းမတက်တော့ဘူးမလို့မတဏှာမှာသွားပြီးတော့ပုံနေတာချောင်းခိုးနေတာရှိအဲ့ဒါအဝိဇ္ဇာကနေရွက်ဆွဲပြီးတော့အဲ့ဒီနေရာပို့ထားတာအဝိဇ္ဇာတဏှာရဲ့လက်ချက်အဲ့ဒီရှိမှထိုစိတ်နဲ့သိရင်အပယ်လေးပုံရောက်မှသိကြပေါ့ခန္ဓာကိုညှလို့အဲ့တော့မြတ်စွာဘုရားရှင်ကဒီခန္ဓာကိုယ်ကိုခန္ဓာကပြအနိစ္စမုတ်ရှမြင်ပါစေခန္ဓာငါကပြဝတ္တုခမုတ်ရှမြင်ပါစေခန္ဓာကပြအနတ္တမုတ်ရှမြင်ပါစေအဲ့ဒါလို့ခန္ဓာကပြနေတယ်အနိစ္စလို့ပြနေဖြစ်ပြီးပြနေတယ်အနိစ္စလို့ပြနေတယ်ထပ်ပြီးတော့ပြန်ကြည့်ခန္ဓာကဖြစ်ပြီးပစ္စည်းတဲ့ဒုက္ခလို့ပြနေတယ်ထပ်ပြီးပြန်ကြည့်ဖြစ်ပြီးပစ္စည်းတဲ့အနတ္တလို့ပြနေတယ်ခန္ဓာကြီးကတို့ခန္ဓာကပြတိုင်းပြတိုင်းမှာတတိပြတန်းသောဉာဏ်ဖြင့်အကဲခတ်ပြီးဒီဇိုင်းမမဒီဇိုင်းမမဒီဇိုင်းမမကဲခတ်ပြီးကြည့်မှအကြည့်ခန္ဓာသည်အကြည့်ဉာဏ်အောက်မှာဒရဇဖြစ်ပြီးပြနေတဲ့ဒုက္ခသစ္စာကြည့်တဲ့ဉာဏ်ကမေဃသစ္စာဒါပဲမြင်လာတော့တာပဲဝိဇ္ဇာဉာဏ်ပေါ်လွင်နေတဲ့ယောဂီပုဂ္ဂိုလ်သည်ဖြစ်ပြတဲ့မဲနဲ့ကိုက်နေတယ်အဝိဇ္ဇာလွှမ်းမိုးနေတဲ့ပုဂ္ဂိုလ်ဟာဖြစ်မှန်းလည်းမသိပြက်မှန်းလည်းမသိအနိစ္စမှန်းလည်းမသိဒုက္ခမှအနတ္တမှန်းလည်းမသိဒုက္ခအဆုံးဆိုတာနိဗ္ဗာန်ရှိတယ်ဆိုလားလည်းမသိအဝိဇ္ဇာဖုံးလွှမ်းထားလို့ဒါကြောင့်မြတ်စွာဘုရားရှင်ကအဝိဇ္ဇာနိဗ္ဗုဒ္ဓလောကကြီးအဝိဇ္ဇာဖုံးလွှမ်းထားတယ်တတ်ပြီးတော့ဒီခန္ဓာကိုယ်ကြီးလောကကြီးတစ်ခုလုံးကိုအဝိဇ္ဇာလေးဟူသောဖုံးလွှမ်းခြင်းအကြောင်းကြောင့်တဏှာတန်ရောစဉ်နဲ့ရက်ပတ်ကယုံနဲ့ဓမ္မသင်္ခါရတရားတို့ကိုအမြဲမှတ်ပြရှင်းနှောင်ပြီးတော့ဝေဩကသံဃာထဲမှာတဝဲဝဲတလဲလဲနဲ့လဲပတ်အောင်ဆောင်ခြင်းပေးနေတာလေသူပဲကာမောကဝေထဲမှာလဲအောင်ဘဝကဘဝတုသောဝေဩကထဲမှာလဲအောင်ဒိဋ္ဌောကဆိုတဲ့ဒိဋ္ဌိတုသောဝေဩကထဲမှာလဲအောင်အဝိဇ္ဇောကသောဝေဩကထဲမှာလဲအောင်နှိစ္စတာဒီသူပဲဒါဆိုအဝိဇ္ဇာဘယ်မှာလာကတ်တယ်လဲပြီးတော့စိတ်မှာကတ်တယ်အဝိဇ္ဇာဘယ်မှာလာကတ်တယ်စိတ်မှာကတ်တယ်ဒါကြောင့်အဝိဇ္ဇာဘယ်မှာနေမိမိစိတ်မှာနေလို့ပြောတာပေါ့တခါတလေမိုက်မုံမှုသင်္ခါရကိုပြုသင်္ခါပြုတော့ဝိညာဉ်တွေနာယုအိမ်ကိုကွယ်စတဲ့ပရိစ္ဆေသမလဲလန်းနဲ့ပတ်သက်ပြီးပြမသိမှုအဝိဇ္ဇာတရားတွေကိုလက်ကင်ထားပြီးတော့နေတဲ့တွေ့တာကြောင့်တဲ့သံဃာဝေကတဝဲဝဲတဲ့ဝဲကထဲမှာတဝဲဝဲတလဲလဲနဲ့မြုပ်လိုက်ပေါ်လိုက်မြုပ်လိုက်နေကြရခြင်းသည်နံပါတ်1ပါဠိပါမသိသစ္စာ၄ပါးကိုမသိခြင်းအကြောင်းကြောင့်ဟုတ်ကဲ့လားသံဃာတို့ဝဲဩဃထဲမှာတဝဲဝဲတလဲဥနာတိထပ်နေကြရတယ်ဟောပေါရဲ့လားအာထပ်နေတယ်ဥနာတိထပ်နေတယ်ဘယ်သူဖုံးထားလို့ပရိစ္ဆေသမုပ္ပါစဝိုင်းတဲတဲမှာစာလုံးနှလုံးရှိတယ်လေဘယ်သူနဲ့ဘယ်သူတို့အဝိဇ္ဇာနဲ့တဏှာအရင်ကဥပါဒံကံကြောင့်ယုံနံပေါ့ဟုတ်ကဲ့လားအဝိဇ္ဇာနဲ့တဏှာအရင်ကဥပါဒံကံကြောင့်ယုံနံပေါ့အပင်မမျိုးမအပင်ပင်မမြင်မပြဆက်စသည်ဟံပြီးတော့ကံကြောင့်နာယုတ်ကြောင့်ကံ
အဖြံပံဖြစ်ပြန်နည်းအလျောက်ဗျာမာတရားစသည်များကထင်ရှားပြုပြင်စီရင်ဖန်ဆင်းအကြောင်းရင်းကြောင့်လူနဲ့များစွာဖြစ်လာရမှုမဟုတ်ဟုဉာဏ်ဖြင့်ရှုရမျောဘာနဲ့ရှုမျောရမှာလဲတို့ဒီခန္ဓာကိုယ်ကြီးကအလိုလျောက်ဘွားကနေမိုးပေါ်ကကြလာတာမဟုတ်ပါဘူးတဲ့ဘသူကရှေ့သွားကောင်းဆောင်လှုပ်လာခဲ့တဲ့အဝိဇ္ဇာနဲ့တဏှာအရင်ခံဟုတ်လားအဲ့ဒီအဝိဇ္ဇာတဏှာရင်ခံပြီးတော့ဘာဖြစ်လာတဲ့ဥပဒံကာမုပဒံဒိဋ္ဌုပဒံသီလပဒံအတ္တဝါဒုပဒံဥပဒံ၄ပါးဥပဒံဆိုတာဘာသဘောရှိဆွဲလန်းခြင်းတော့ကိုယ်ခန္ဓာကိုယ်လည်းဆွဲလန်းစေတယ်သူတစ်ပါးခန္ဓာကိုယ်လည်းဆွဲလန်းစေတယ်ဟုတ်တယ်လားနဂုဒုက္ခကိုလည်းဆွဲလန်းခြင်းစေတယ်တဏှာဥပဒံကံတို့ဖြင့်အဘောဒုက္ခတွေပေါ်မှာတဏှာဥပဒံကံတို့ပဲဆွဲလန်းစေတယ်ဟုတ်ကဲ့လားတို့ငကုဒုက္ခအဘောဒုက္ခတွေပေါ်မှာငါဖြစ်နေဆွဲလန်းတဲ့ပုဂ္ဂိုလ်ဖြစ်တတ္တဝါဖြစ်နေဆွဲလန်းခြင်းဥပဒံအကြောင်းကြောင့်တဲ့ဥပဒနာပစ္စည်းရပါလေပြန်ပြောဘဝဥပဒံကြောင့်ဘာဖြစ်ရလဲဘဝခန္ဓာတွေရတယ်ပေါ့အာရိယခန္ဓာရတော့သိတဲ့အတိုင်းပဲလीတရားဓမ္မတွေခန္ဓာရတဲ့ပုဂ္ဂိုလ်တိုင်းဒီဥပိ္ပဒုက္ခမှာချောင်လွဲလို့ရမလားနာဘေဒုက္ခကိုရှောင်လွဲလို့ရမလားသေဘေဒုက္ခကိုရှောင်လွဲလို့ရမလားဘေးနဲ့တွေ့တိုင်းမှာရှောင်လွဲလို့မရရှောင်လွဲမရဤဒုက္ခတဲ့ဟုတ်ကဲ့လားရှောင်လွဲမရဤဒုက္ခဆိုဝိဒုက္ခကိုပြောတာဝိပါကဝနော်ဝိပါကဝက၈ပါးမို့လားဒီဝိညာဏဥဒ္ဒလဖသဝေဒနာဇာတိဇာရမဏဥပပတ္တိဘဝအဲ့ဒါဝိပါကဝ၈ပါးပဲဇာတိဥပပတ္တိဘဝဇာရမဏဝိညာဏဥဒ္ဒနာဖသဝေဒနာဤ၈ပါးသည်ဘာဝလို့ခေါ်လဲဝိပါကဝိထုတုပပါကဖြစ်တာအမျိုးမျိုးသောဒုက္ခပေါင်းမြောင်များစွာတို့ပဲရက်ပတ်နေတဲ့သဘောကိုဘာလို့ခေါ်ဝိပါကဝအလိုလိုဖြစ်တာလားအကြောင်းကြောင့်ရတာလားဝိပါကဝကအကျိုးနော်ဒုက္ခသစ္စာအသစ္စာတို့ဒီအကျိုးဒုက္ခသစ္စာဝိပါကခန္ဓာဝိပါကဝခန္ဓာရဖို့တွင်ဘာဝနဲ့ဘာဝကြိုးစားလာခဲ့တယ်ကိလေသာဝနဲ့ကာမဝကိလေသာဝက၃ပါးမို့လားကာမဝက2ပါးမို့လားကိလေသာဝ3ပါးလေးပြောကြစမ်းပါပါတဲ့အဝိဇ္ဇာဆိုတဲ့မောဟတဏှာဆိုတဲ့လိုချင်တတ်မဲ့မှုဥပါဒံဆိုတဲ့ဆွဲလန်းမှုဒီ၃ပါးကိုဘာလို့ခေါ်လဲကိလေသာတရားဓမ္မတွေတယောက်နဲ့တော့ပြောကြတယ်ဒီကောင်ကိလေသာများလိုက်တာဒီကောင်မှကိလေသာများလိုက်တာဒီလူတွေကိလေသာသိများတာပဲအဲ့ဒါလို့ပါဇက်ကပြောနေတာစာလို့လှမ်းပြောလို့ရှိရင်ကိလေသာဆိုတာဘာသုံးပါအဝိဇ္ဇာတဏှာဥပါဒဒါကိလေသာတွေပဲနော်ဒါကိလေသာတွေပဲကိလေသာချမ်းသာတဲ့စိတ်ကိုပူလောင်စေတဲ့ညှဉ်းနှွမ်းစေတဲ့ငြိမ်းအေးတဲ့စိတ်ကိုပင်ပန်းစေတဲ့အဲ့ဒါဘာလို့ခေါ်လဲကိလေသာဟုတ်ကဲ့လားစိတ်ချမ်းသာနဲ့နေနဲ့ဖတ်ဆိုရင်သားအာယုံရောက်လာသမီးအာယုံရောက်လာလင်းအာယုံရောက်လာပဲမယားအာယုံရောက်လာတယ်မိဘအာယုံရောက်တယ်ညီကိုမောင်နှမအာယုံရောက်လာတယ်သာသမီသမီးဒီမြစ်ဒီအာယုံတွေရောက်လာကဲထို့အာယုံမှန်တယ်မြတ်တဲ့ကိလေသာတွေမဟုတ်လားအဲ့ဒီကိလေသာအာယုန်နေစိတ်မှာကန့်ကြီးတိုင်းပြီးချမ်းသာမှလားဆင်းရဲမှလားဆင်းရဲပါပါဗျာအဲ့ဒါကိုတတိထား
ကိုငါဆင်းရဲတဲ့စိတ်နဲ့နေသလားချမ်းသာတဲ့စိတ်နဲ့နေသလားကိုယ်စိတ်ကိုဆက်ကိုကဲခတ်ကြည့်ထိုင်တော့ထိုင်နေတယ်ငါတရားအာယုနဲ့ထိုင်သလားမတရားနဲ့ထိုင်သလားကိုသိဆုံးပဲကိုသိဆုံးပဲထိုင်တော့ထိုင်နေပါရဲ့အမှတ်မရှိပဲထိုင်နေရင်မောင်းထိုင်မဲ့ထိုင်ဖြစ်နေအဝိဇ္ဇာအာယုန်နဲ့ထိုင်နေတဲ့ပုဂ္ဂိုလ်ဒီမောင်းထိုင်မဲ့ထိုင်ဖြစ်နေနော်ဒီဝိမိန်မောနေတဲ့စိတ်တွေပြန့်လွင့်နေတယ်စိတ်ကိုယဉ်နေတယ်အဲ့ဒါအဝိဇ္ဇာပဲအဝိဇ္ဇာဖြစ်ပြီလို့ဆိုအဝိဇ္ဇာနောက်ကဘယ်သူလာလိမ့်မယ်တဏှာဥပါဒံဟုတ်လားသူကအဝိဇ္ဇာရှိရင်တဲ့တဏှာနဲ့ဥပါဒံကရှိပြီးသားတဲ့သူကမကင်းကြောင်းတရားဟုတ်လားကာလနဲ့သုံးပါးနဲ့ပြောမယ်ဆိုရင်အဝိဇ္ဇာကလုံလည်ပြီးတော့အတိတ်ဘဝကနေလာခဲ့နော်လုံလည်ပြီးတော့အတိတ်ဘဝကဘသူဥဆောင်ပြီးနေလာခဲ့တယ်အဝိဇ္ဇာဥဆောင်ပြီးတော့အခုတရားဟောနေတဲ့ခန္ဓာတရားနာတဲ့ခန္ဓာကိုယ်ကြီးကိုရအောင်ကြိုးစားလာခဲ့တယ်မဟုတ်လားကဲအလိုလိုရသလားအကြောင်းကြောင့်ရသလားအကြောင်းအဝိဇ္ဇာသမုဒိယသစ္စာကြီးတော့အကြောင်းကြောင့်ဟုတ်ကဲ့လားဒီနေ့အမိဝမ်းကောင်းထဲမှာပရိသန်နေနေရတဲ့ဝိညာဉ်နာယုတ်သနာဖသဝေဒနာအကျိုးခန္ဓာ၅ပါးတွေ့ရပြီရင်ဆိုင်ရပြီဒါကိုပြောတယ်ပေါ့အဝိဇ္ဇာဒီဟုသောနှိမ့်ဆက်လိုက်တဲ့တွေ့ကြောင့်သင်္ခါရဒုက္ခသစ္စာကိုတွေ့ရပြီဟုတ်ကဲ့လားဒုက္ခဒီဟုသောမိတောက်မိလျံကြီးကိုရင်ဆိုင်ပြီးအလောင်းကျွန်းခံရပြီနားလည်ပြီနော်ခန္ဓာ၅ပါးကလောင်စာမဟုတ်လားကိလေသာကမီးမဟုတ်လားလောင်စာနဲ့မီးတိထားရင်ဘာဖြစ်တယ်လောင်တော့တာပေါ့လောင်စာတခြားထားမီးတခြားထားမီးကတတ္တိကိုရင်ထိုမီးကတဖြည်းဖြည်းရော့ပြီးတော့ရပ်သွားမှာပဲဟုတ်ကဲ့လားမီးကိုလောင်စာထပ်မထည့်ဘူးဆိုရင်ထိုမီးကဘာဖြစ်သွားလိမ့်မယ်သူတတ္တိကိုရင်စီလဲကုန်မဲ့မိစားလဲကုန်ရင်ထိုမီးဘာဖြစ်ငိမ့်တာပေါ့စီရှိလို့မိစားရှိလို့လောင်နေတာစီတော့ရှိပါရဲ့မိစားမရှိရင်တော့လောင်နိုင်ပါမလားမိစားတော့ရှိတယ်စီမရှိရင်လေစီနဲ့မိစားရှိရင်တော့ဒါလောင်တော့တာပဲဘယ်ကုန်တိလောင်မလဲသူကတဲ့ပုံကိုလောင်မှာပဲဘယ်ကိုလောင်လိမ့်မယ်30ပုံလောင်တော့တာပဲခန္ဓာအမျိုးမျိုးရပြီးတော့လောင်တော့မှာပဲသဘောပေါက်ရဲ့လားဘာဒီအမျိုးမျိုးရပြီးတော့ခေါင်းအမျိုးမျိုးနဲ့လဲပြီးတော့သမုဒယဒုက္ခဒုက္ခသမုဒယသမုဒယဒုက္ခဒုက္ခသမုဒယလဲတော့တာပဲဒီနေ့ဝိဇ္ဇာဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ကြီးကြပြန်တော့ယုတ်ကြည့်လိုက်ပြန်တော့ယုတ်ကအနိစ္စဝေဒနာကြည့်လိုက်ပြန်ဝေဒနာအနိစ္စသင်ညာကြည့်လိုက်ပြန်သင်ညာအနိစ္စသင်္ခါရအနိစ္စဝိညာဏအနိစ္စခန္ဓာ၅ပါးလုံးဒီအနိစ္စပါလားခန္ဓာ၅ပါးလုံးဒီဒုက္ခပါလားခန္ဓာ၅ပါးလုံးဒီအနတ္တပါလားလို့ခန္ဓာရှိကိုဉာဏ်သိနဲ့ထိုးထိုးထွင်းထွင်းဉာဏ်တို့ပဲသုံးသပ်ဆင်ခြင်ပွားများအားထုတ်တော့နောက်တဲ့တပံဒီလိုခန္ဓာကိုယ်ကြီးကိုလိုချင်ပါဦးမလားကိုယ်ဒုက္ခကိုမြင်လို့ဘာကိုမြင်လို့ကိုယ်ခန္ဓာဒုက္ခကိုကိုယ်ပဲဉာဏ်ဖြင့်မြင်တဲ့ပုဂ္ဂိုလ်သည်နောက်တဲ့တပံဒုက္ခကိုမြင်လို့နောက်တဲ့ဒုက္ခကိုမလိုချင်တော့ဘူးဘာဖြစ်လို့သိသွားပြီဘာဖြစ်တယ်သိတော့မလိုခြင်းပြန်ပြောသိရင်မလိုခြင်းမဆွဲလန်းမပြဲလည်းမဆွဲလန်းမပြုလို့မရတော့ညခန္ဓာသိမ့်မယ်တဲ့ရှင်းရလားသိတော့မလိုခြင်းမဆွဲလန်းမပြုလို့မရတော့ညခန္ဓာသိမ့်မယ်မသိတော့လိုခြင်းတဲ့မသိတော့
လိုချင်တော့ဆွဲလန်းတော့ပြုလုပ်တော့ရရှိတော့အိုနာသည်ထတ်မယ်ပြန်ပြောပါထတ်မယ်ဒီနေ့တရားဟောတရားနာပရိသတ်တွေတို့အိုနာသည်ထတ်ခဲ့တဲ့ဘဝဒီနေလားအများကြီးလားဘယ်သူလွှမ်းမိုးနေလို့ဒီယနေ့အဝိဇ္ဇာအကြောင်းကိုကောင်းကောင်းသိသွားပြီဆိုရင်အဝိဇ္ဇာမှာဝိဇ္ဇာတို့ပြောင်းလဲရမယ်နော်ရူပံဘေကဝေအနိစ္စံဇာနတောရူပံဘေကဝေဒနာသိညာသင်္ခါရမေဝိညာဏံဘေကဝေနိစ္စတောဇာနတောပတ္တတောယဟန်တို့သင်တို့ရရှိသောယုံနာနှစ်ပါးခန္ဓာ၅ပါးယုံနာနှစ်ပါးတို့သည်မမြဲဘူးတို့မမြဲခြင်းလက္ခဏာတက်ကိုထိုးထွင်းပြီးတော့မြင်တဲ့ပုဂ္ဂိုလ်သည်မြင်တဲ့ပုဂ္ဂိုလ်သိသောပုဂ္ဂိုလ်မြင်သောပုဂ္ဂိုလ်သည်အာသဝနခယဝတ္တမိအာသဝတရားတွေငြိမ့်လိမယ်တဲ့ကုန်ခန်းသွားလိမယ်တဲ့ဟုတ်ကဲ့လားဒါကြောင့်ကမ္မထအားထုတ်တဲ့ယောဂီပုဂ္ဂိုလ်ဆိုတာဘသူကြောင့်ကောင်းကောင်းသိအောင်ခန္ဓာအကြောင်းကောင်းကောင်းသိအောင်ကိုယ်အကြောင်းကိုသိဖို့လိုတယ်သူတစ်ပါးအကြောင်းသိလို့ဘာမှမဖြစ်ဘူးဘာကုသိုလ်မှမရဘူးသူတစ်ပါးအကြောင်းသိလို့ဟုတ်ကဲ့လားကိုယ်ခန္ဓာအကြောင်းကိုသိမှသာလေအမှန်ရှိကအမှန်သိတော့ဒုက္ခនិရောဓနိဗ္ဗာန်ဖြစ်မယ်ဒုက္ခအဆုံးကိုဉာဏ်ကယုံထွက်သွားလိမ့်မယ်အဲဆုံးကိုဒုက္ခအဆုံးကိုဉာဏ်ကယုံထွက်သွားလိမ့်မယ်ဘာကြောင့်လဲဒုက္ခသစ္စာမှာမေဃသစ္စာတို့မေဃသစ္စာမှာនិရောဓသစ္စာတို့ဉာဏ်ကညှို့ကိုင်းသွားခြင်းကြောင့်ထိုပုဂ္ဂိုလ်သည်ဒုက္ခဆုံးကိုဉာဏ်ကယုံထွက်မယ်မို့လားဉာဏ်ကယုံထွက်တဲ့နေ့သည်ပေတကားပိတ်မယ်နော်အာတကားပိတ်မယ်ယောဂီတို့တဏ္ဍာထဲမှာအပေတကားပိတ်တဲ့အသိဉာဏ်သာရဖို့လိုတယ်ဟုတ်ကဲ့လားဒီနေရာမှာကိလေသာပါဖို့သာအရေးကြီးတယ်ဘာပါဖို့လို့လဲဝေဒနာချုပ်မချုပ်ကိလေသာချုပ်ဖို့လိုတယ်ဝေဒနာချုပ်အောင်ဝေဒနာမှာအတင်းအဓမ္မလှုပ်ရှုရင်လည်းရမှာတရားရမှာမဟုတ်ဘူးဟုတ်ကဲ့လားဝေဒနာရဲ့လက္ခဏာကိုဉာဏ်နဲ့သာလိုက်ရမယ်မို့လားဝေဒနာရဲ့လက္ခဏာကိုဘာနဲ့လိုက်ရမလဲဟေတတိထာဝရိယဇပညာဉာဏ်တို့ဖြင့်ကြောင်းကြဆက်ပဲကြည်ပံများလာတော့မှဟောအဝိဇ္ဇာនិရောဓသင်္ခါရនិရောဓဖြစ်လာခန္ဓာကြောင့်ကောင်းကောင်းမသိဘူးဆိုအဝိဇ္ဇာပစ္စယသင်္ခါရအဝိဇ္ဇာပစ္စယဝိညာဏဥဒနာဖာသဝေဒနာအဝိဇ္ဇာပစ္စယတဏှာဥပဒံကာမဘဝအဝိဇ္ဇာပစ္စယဇရာမရဏသောကပရိဒီဝဖြစ်တော်မှာပေါ့ဟုတ်ကဲ့လားအဝိဇ္ဇာဖုံးလွှမ်းလေသည်မြတ်ကာလပတ်လုံးအိုနာသည်ထပ်မယ်အဝိဇ္ဇာနဲ့ပေါင်းနေသည်မြတ်ပါထပ်မယ်ဒါဆိုမြတ်စွာဘုရားရှင်ကအဝိဇ္ဇာနဲ့တွေးဝအသေးတာဝိရာဂနိရောဓသင်္ခါရနိရောဓဟောအဝိဇ္ဇာမှာအဝိဇ္ဇာဖြစ်သွားပြီးရုပ်ရဲ့သဘောကိုမြင်သွားပြီးနာရဲ့သဘောမြင်တော့ယုံနာဓမ္မသင်္ခါရတရားတို့ရဲ့အမြဲမပြတ်တရတရဖြစ်ပြီးပြည့်စည်မှုလက္ခဏာတက်ကိုဉာဏ်ထဲမှာရှင်းငနဲ့လင်းငနဲ့ကွင်းနဲ့သဘောပေါက်သွားပြီဆိုရင်အဝိဇ္ဇာချုပ်ငိမ့်တော့သင်္ခါရငြိမ့်မှာပေါ့ဟုတ်ကဲ့လားအဝိဇ္ဇာမှာဝိဇ္ဇာဉာဏ်ဖြစ်သွားပြီဆိုရင်နောက်တပံဘုံဘဝရဖို့အတွက်သင်္ခါရတွေမပြုလို့တော့ဘူးနော်ဝိဇ္ဇာဉာဏ်ပေါ်သောပဲယုတ်တရားရဲ့အနိစ္စကိုတွေ့ပြီးနန္တရားရဲ့အဝိဇ္ဇာတွေ့ပြီးယုတ်နဲ့ဓမ္မသင်္ခါရတာ၍ဒုက္ခကိုတွေ့ပြီးယုတ်နဲ့ဓမ္မသင်္ခါရတရားတို့ရဲ့အနတ္တကိုတွေ့ပြီးလက္ခဏာရဲ့သုံးပါးကိုအနိစ္စကိုမြင်လို့အနိစ္စလက္ခဏာကိုမြင်အနိစ္စအဆုံးကိုတွေ့လို့ဒုက္ခကိုမြင်လို့ဒုက္ခလက္ခဏာတွေ့ဒုက္ခလက္ခဏာဉာဏ်ပေါ်လို့အနတ္တကိုမြင်လို့အနတ္တလက္ခဏာဉာဏ်ပေါ်လို့အနတ္တနုပဒနာဉာဏ်ပေါ်လွင်သွားပြီလို့ဆိုရင်ခန္ဓာនិရောဓနိဗ္ဗာန်ဖြစ်မှာခန္ဓာအဆုံးကိုဉာဏ်ကယုံထွက်သွားလိမ့်မယ်ဟုတ်ကဲ့လား
ဆုံးကိုခန္ဓာရဲ့အဆုံးကိုဉာဏ်ကရုပ်ထွက်သွားသောနေ့သည်ဘာတကားပိတ်အဝိဇ္ဇာငြိမ်းသွားလို့အဝိဇ္ဇာនិရောဓသင်္ခါရនិရောဓဖြစ်သွားပြီအဝိဇ္ဇာនិရောဓဝိညာဏဥဒနာဖသဝေဒနာនិရောဓဖြစ်သွားပြီအဝိဇ္ဇာនិရောဓတဏှာဥပါဒံကာမဘဝនិရောဓဖြစ်သွားပြီအဝိဇ္ဇာនិရောဓဇရမရဏသောကပရိဒီဝဒုက္ခဒေါမနဥပါဒနိယောဇန္တိဧဝမိတ္တကေဝလတဒုက္ခခန္ဓာတនិရောဓဟောတိဖြစ်သွားပြီအဝိဇ္ဇာမှာဝိဇ္ဇာသို့ဖြစ်သွားတဲ့ပုဂ္ဂိုလ်သည်ဘာတကားပိတ်မယ်ဒါကြောင့်ယောဂီတို့ဒုတဏ္ဏထဲမှာဘာညာပေါ်ဖို့အရေးကြီးတယ်ဝိဇ္ဇာညာကိန်းဖို့လိုတယ်တစ်သက်လုံးတသံတရားလုံးမှာဘာနဲ့နေလာခဲ့တယ်အဝိဇ္ဇာနဲ့ပြောရင်သမုဒ္ဒရာသစ္စာပြောတာပေါ့တသံတရားလုံးမှာဘာသစ္စာနဲ့နေလာခဲ့တယ်ရရှိတာကဒုက္ခအမြဲတမ်းရရနဲ့ထက်တဲ့ကြိုးစားနေတာကသမုဒ္ဒရာဟုတ်ကဲ့လားသမုဒ္ဒရာဒုက္ခဒုက္ခသမုဒ္ဒရာဒုက္ခဒုက္ခသမုဒ္ဒရာနဲ့တပရိစ္ဆသမုပ္ပါဒ်ကြီးဘာဖြစ်နေဖြတ်လန်းကိုမကြိုးစားနိုင်လို့ဒီယနေ့ဖြတ်လန်းကိုရောက်အောင်ညွှန်ပြနေတဲ့မြတ်စွာဘုရားရဲ့အဆုံးအမတရားတော်ကိုနိုင်ယူမှတ်သားခွင့်ရသင်္ခါရនិရောဓဖြစ်အောင်ကြိုးစားပေးပါပြန်ပြောပါတယ်ရိုးပြောလို့ရှိရင်တော့ဝိဇ္ဇာမှာဝိဇ္ဇာကိုပြောပါသမုဒ္ဒရာသစ္စာရက်တဲ့နေ့ဒီဝိဇ္ဇာညာကိန်းပြီမို့လားအဲ့ဒီဝိဇ္ဇာညာပေါ်အောင်အားထုတ်နိုင်ကြပါစေလို့မေတ္တာပို့ရင်းကဲအရှင်စီပြီးတော့ကြအောင်